ဟယ်လိုကတော့ပါသမင်းကိုဟင်းချက်တွေနဲ့ပဲနေတိုင်းစားရတာရိုးနေပြီဆိုရင်အခုလိုမျိုးတရုတ်သမင်းကြော်လေးကြော်စားကြည့်ပါရှင်ဒဲပူပူစီပူပူမှာကြက်သွန်ဖြူနှုတ်နှုတ်ဆင်းထားတာထည့်မယ်ကြက်နှလုံးဖောက်ထည့်မယ်ပြီးရင်ကျမတို့ကတေချာခြေလိုက်ပါမယ်ရှင်နောက်ပြီးရင်တော့ကျမကအသားကိုပြုတ်ကြော်လုပ်ထားတာလေးထည့်ပါတယ်ကြက်သားလေးပေါ့နော်ဒီနေရာမှာကြက်သားအစိမ့်ဆိုရင်တော့ကြက်သားကိုအရင်ကြော်ပါပြီးရင်သူ့သမအောင်မွေးလိုက်ပါမယ်ရှင်အသီးရွက်အနေနဲ့ပဲတောင်းရှည်ရယ်မွန်လာဥနီရယ်ပြောင်းမှုရယ်ကိုကျမပါနိုင်သမျှပပလေးလှီးထားပါတယ်ပြောင်းမှုဆိုလည်းအကျက်ညီအောင်ပပလေးလှီးထားပါတယ်ရှင်သူတို့ကကျွန်မ10မိနစ်လောက်ကြော်လိုက်ပါတယ်ရှင်အကြာကြီးကြော်စရာမလိုပါဘူးပြီးရင်ထမင်းပေါ့နော်ထမင်းထည့်ပါမယ်ထမင်းဖြူထမင်းကိုပြုတ်လို့မရပါဘူးနည်းနည်းလေးမာတဲ့ဘက်ကိုထားပြီးချက်ပါပြီးရင်အရသာအတွက်ပဲငံပြားကြီးအကျဲပေါ့နော်ပြီးရင်စားလေးနည်းနည်းရယ်အသားမုံရယ်ခရုစီရယ်နောက်ပြီးတော့ကြာညိုးလေးပေါ့နော်ပဲငံပြားကြီးအပြစ်ပေါ့နော်သူ့ကိုထည့်ပြီးတော့မှတေချာလေးမွေးလိုက်ပါမယ်ရှင်တေချာလေးတမသွားပြီးအရသာလေးလည်းအဆင်ပြေပြီးဆိုရင်ဒီတရုတ်မဆလာလေးထည့်မယ်ငရုတ်ကောင်းလေးထည့်မယ်ဒါကတော့တရုတ်နံနံလေးထည့်ပြီးတော့မှတေချာလေးမွေးလိုက်ရင်ရပါပြီရှင်အဆုံးထိကြည့်ရှုပေးလို့အားလုံးကိုကျေးဇူးပါရှင်